ပါဒီနေ့ဒီဗီဒီယိုမှာတော့တတမီမီလေးတွေဘလို့စိတ်ကူးရဲ့အနုပညာရှင်ကြီးတွေဖြစ်နေကြလဲဆိုတာဒီဗီဒီယိုလေးကနေလေ့လာကြည့်ရအောင်သူတို့ရဲ့ခုံလေးတွေမှာတိတ်တဆိတ်အလုံးရှုံနေကြတာကိုဖေဖေမေတို့တွေ့ကြမှာပါဒီတွေကကိုပိုင်ပစ္စည်းလေးတွေကိုပေါ့နော်စီမံခန့်ခွဲရင်ကိုဖာတာကိုလောက်ရမယ်ဆိုတဲ့အသည့်ကိုသူတို့သင်ယူနေကြတာပါဒါတွေကိုဖေဖေမေတို့ဂုဏ်ယူတတ်ဖို့လိုပါတယ်ဒီဆိုလို့ရှိရင်ဟာမိုနီကာလာလေးတွေနဲ့ပေါ့နော်သူဆွဲကျင်တဲ့ငိတ်ချမ်းမှုလေးတွေသူဆွဲကျင်တဲ့ပုံလေးတွေကိုသူ့ဟာသူရှာဖွေနေတာဖြစ်ပါတယ်ရှင်ရင်ပညာရဲ့တစ်ခုကိုသူတေချာလေ့လာသင်ယူနေတာပဲပေါ့နော်ပကြီးဆွဲခြင်းအပြင်ဆရာမတို့တွေကကလေးလေးတွေကဆိုလို့ရှိရင်ညာဘက်အုံနောက်ကိုဖွံ့ဖြိုးတိုးတက်စေပါတယ်ညာဘက်အုံနောက်ဖွံ့ဖြိုးတိုးတက်တဲ့အတွက်ပေါ့နော်ဒီထင်ဖန်တီးမှုတွေအာယုံစူးစိုက်မှုတွေပြဿနာတစ်ရက်ကိုဖြေရှင်းနိုင်မှုတွေပေါ့နော်အရင်အားကောင်းလာစေပါတယ်ဒီကတော့မိဘတွေအနေနဲ့ပေါ့နော်ကလေးတွေဆွဲထားတဲ့ပုံလေးတွေကိုမဝေဖန်မဲနဲ့စိတ်ရှိရှိနဲ့ပေါ့နော်အားပေးတဲ့နဲ့ညှောက်စားတဲ့ပါတယ်ချီကျူးပေးတဲ့ပါတယ်